လမ်းခွဲပြီးနောက်9နှစ်မြောက်မှာကျွန်တော်ကင်ဆာရောဂါဖြစ်ပြီးတေခါနီးဖြစ်နေခဲ့တဲ့ရှမ်မီသားစုရဲ့အေးဆက်တည်ငြိမ်တဲ့အမွေခံဟာမကြခင်ဆေးဆက်တော့မယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတဲ့တစ်ဖက်လူကသူ့နှစ်ပေါင်းများစွာသဘောကျခဲ့ရတဲ့ကောင်လေးရဲ့ရှမ်မီသားစုပိုင်ကုမ္ပဏီတွေကဒါကိုဂုဏ်ပြုတဲ့အနေနဲ့ကန်ဆာမဲပို့တစ်ခုတင်ခဲ့ပြီးကန်ထူးရှင်တယောက်ကိုကြာပန်းရွေးချယ်ကငွေကျပ်တန်းတူညာလက်ဆောင်ပေးမှဖြစ်ပါတယ်ကျွန်တော်တော်ကြာအောင်ဝေခွင့်မရဖြစ်နေပြီးမှစစ်ဆက်ပွဲအတွက်ဂုဏ်ယူပါတယ်ပျော်ရွှင်ပါဆေးလို့ကွန်မန့်တစ်ခုတိတ်တဆိတ်ရေးပေးခဲ့မိတယ်ငငယ်တုန်းကလိုပဲရေချိုးကန်တွေကရေရှမ်းထွက်လာတဲ့အချိန်မှာဖုန်းမြည်တမ်းထွက်ပေါ်လာခဲ့တဲ့ဂုဏ်ယူပါတယ်ရှင်လူကြီးမင်းကန်ထူးသွားပါတယ်တဲ့ကျွန်တော်ဘာမှပြန်မပြောနိုင်ခဲ့ဘူးဒီဖုန်းခေါ်ဆိုမှုကပဲကျွန်တော်ကိုကဲတင်လိုက်တာပါဖုန်းတစ်ဖက်ကဝန်ထမ်းမျိုးသမီးကရေမောရင်းဂုဏ်ပြုနေတော့မယ်လူကြီးမင်းကတကယ်ကိုကန်ကောင်းလုံးပါတယ်ရှင်ကန်ကောင်းတယ်ဟုတ်လားကျွန်တော်လားကျွန်တော်ခန္ဓာကိုယ်ကိုအာယူပြီးရေချိုးကန်တွေကနေမတ်ထိုင်လိုက်တယ်လူကြီးမင်းရဲ့ကက်နံပါတ်လေးခြံထားပေးပါရှင်တလားအတွင်းစုငွေတွေကိုလွှဲပေးသွားမှာပါဒါအပြင်ရှမ်မီသားစုပိုင်လုပ်ငန်းအားလုံးမှာလည်းတစ်နှစ်ပတ်လုံးဆိုင်ရောက်ရှော့ဈေးတွေခံစားခွင့်ရအောင်ပါပါတယ်ဒါကိုကြားတော့ကျွန်တော်ခန္ဓာကိုယ်ကိုမတ်ထိုင်ဖို့စူးစမ်းလိုက်ပြီးမဲ့စကားပြောလိုက်တဲ့အခါမှာတော့အတန်ကအားရင်ကြီးနဲ့လွန်းနေခဲ့တယ်ကျေးဇူးပါဒါပေမဲ့ကျွန်တော်သုံးဖြစ်တော့မယ်မထင်ဘူးဖုန်းတစ်ဖက်က2စက္ကန့်လောက်ငြိမ်ကျသွားပြီးနောက်အမျိုးသမီးရဲ့စိုးရိမ်တကြီးအတန်လေးထွက်လာတယ်အဆင်ပြေရဲ့လားရှင်အကူညီများလို့အပ်ပါသလားကျွန်တော်အာတင်ပြီးရေချိုးကန်တွေကနေတွားပြီးထွက်ခဲ့တယ်အားနာပါတယ်ကျွန်တော်အတွက်120လူနာတင်ရင်လေးခေါ်ပေးလို့ရမလားခင်ဗျာလူနာတင်ရင်ကမကြခင်ရောက်လာပြီးကျွန်တော်ဆေးရုံကိုတစ်ခေါက်ပြန်ရောက်လာခဲ့ပြန်တယ်ကျွန်တော်ကိုတာဝန်ယူရတဲ့ဆရာဝန်ကတကားဖွင့်ဝင်လာပြီးကျွန်တော်ကိုဖြောင်းဖြစကားပြောမလို့လုပ်ပေးမယ်ကျွန်တော်ရဲ့ယောဂမတန်းကိုဖွင့်ကြည့်ပြီးနောက်မှာတော့သူလည်းတိတ်ဆိတ်သွားခဲ့တယ်ဖန်မစ္စတာဖန်သူတက်ပြင်းချလိုက်တယ်မင်းအခုတော်တော်နေရခက်နေမှာကိုငါသိပါတယ်ဒါပေမဲ့နည်းနည်းလောက်တော့ဆက်ပြီးတောင်းခံပေးပါဦးကျွန်တော်သူ့ကိုကြောင်အန်းလေးကြည့်နေတော့မှပဲဖန်ချန်ကမကြခင်အပြေးလွှားရောက်လာခဲ့တယ်ဂရင်ဘော်ကကျွန်တော်ကိုမြင်တော့သူ့မျက်ဝန်းတွေချက်ချင်းနေရဲသွားတယ်ဖန်ရှူမင်းကကိုလန့်တေအောင်လုပ်တော့မလို့လားဖန်ချန်ရဲ့မိဘတွေဟာလွန်ခဲ့တဲ့9နှစ်ကငလင်မှာကွယ်လွန်သွားခဲ့ကြတာဒီနှစ်တွေမှာကျွန်တော်နဲ့သူအချင်းချင်းမိခိုးပြီးအရင်စုဆောင်းထားတဲ့ငွေလေးနဲ့ပန်းဆိုင်လေးတစ်ဆိုင်ဖွင့်ကအသက်မွေးဝမ်းကြောင်းပြုခဲ့ကြတာပါကျွန်တော်ကောင်းထောင်ဖို့ရုံးကန်ရင်သူ့ကိုတောင်းပန်လိုက်တယ်တောင်းပန်ပါလေကွာငါတကယ်ပြင်ပန်းသွားလို့ပါဖန်ချန်ကထပ်ပြီးငိုပြန်တယ်ခဏနေတော့ nurse မလေးဝင်လာပြီးစစ်ဆေးမှုလုပ်ဖို့လာခေါ်တယ်ကျွန်တော်အခန်းမကြီးကိုဖြတ်သွားတော့မျက်နှာပြင်ကြီးပေါ်မှာလက်တလောသတင်းတွေကိုပြသနေတဲ့ရှမ်မီသားစုရဲ့အမွေခံရှမ်ပူယူဟာငွေမြောက်များအသုံးချပြီးနောက်နှစ်လအကြာမှာတောင်ဘက်ကျွန်းငယ်လေးတစ်ခုပေါ်မှာစစ်ဆက်ပွဲခန်းနာကျင်းပတော့မှာဖြစ်ကြောင်းကြေညာနေတာပါအင်တာဗျူးမှာသတင်းထောက်ကဘာလို့ဒီအချိန်နဲ့ဒီနေရာကိုရွေးချယ်ရတာလဲလို့မေးတော့တခါမှစကားနဲ့ပြီးအေးဆက်တဲ့ထိုမျိုးသမီးဟာရှာရှာပပပြုံးလိုက်ပြီးသူသဘောကျလို့ပါတယ်သူသဘောကျလို့ကျွန်တော်နှကန်းကိုတင်းတင်းဆေးလိုက်ပြီးမကြခင်ကရရှိခဲ့တဲ့ဖုန်းခေါ်ဆိုမှုကိုသတိရမိသွားတဲ့အဲ့ဒီဝန်ထမ်းဟာကျွန်တော်တန်ရာရနေမှန်းသိလိုက်ရတဲ့အခါခဏတာပြရခတ်သွားပြီးချက်ချင်းလူနာတင်ရင်ခေါ်ပေးခဲ့တာဆေးရုံသွားတဲ့လမ်းတစ်လျှောက်လုံးဖုန်းမချပဲကျွန်တော်နားထဲမှာထက်ခါတလဲလဲပြောနေခဲ့တာလူကြီးမင်းဘလို့မှမသိလိုက်ပါနဲ့ဥရှင်လူကြီးမင်းတည်သွားရင်အဲ့ဒီငွေတန်းကဘလို့လုပ်မလဲလူကြီးမင်းကတမမြင်ဘူးတမထဲမှာအကန်ကောင်းဆုံးလူပါနောင်လဲဒီလိုပဲအမြဲကန်ကောင်းနေအောင်ပါကျွန်တော်ကတော့သူ့ကိုမင်းတို့ကုမ္ပဏီကတကယ်ရရောတာပဲလို့ကျေးဇူးတင်စကားပြောချင်ခဲ့တာဒါပေမဲ့သူ့ရဲ့အထက်လူကြီးကဘယ်သူလဲဆိုတာတွေးမိတော့စကလုံးတွေကအကောင်ထဲမှာပဲပိတ်မိသွားခဲ့တဲ့စစ်ဆက်ပွဲလေးလုပ်တာကိုကန်ဆန်းမဲ့အဖြစ်ငွေတန်းတော့အလွယ်တကူပေးဖြစ်တယ်ရှမ်ပူယူမင်းကတော့အရင်တိုင်းဖြုံးတိတက်တုံးမယ်နော်လူနာဆောင်ကိုပြန်ရောက်တော့ TV ထဲမှာမြင်ခဲ့ရတဲ့ရှမ်ပူယူကိုပြန်တွေးရင်အတိတ်ကအကြောင်းအရာတချို့ကိုသတိရမိလာတယ်ငငယ်ကလေးကကျွန်တော်ကအမြဲကန်ဆုတ်တဲ့သူပါဘေးရင်ဆရာကတောင်ကျွန်တော်ဘဝကအဖို့အထစ်တွေများပြီးဆွေမျိုးကံမရှိဘူးလို့ဟောခဲ့တယ်အသက်10နှစ်ပြည့်မွေးနေ့ပွဲမှာကိတ်မုတ်ခဲကိုမတော်တဆဆောက်ထုတ်ပြုတ်ကြခဲ့ပြီးလူမှုရေးနယ်ပယ်မှာပထမဆုံးနာမည်ကြီးအဆက်ခွဲမှုအဖြစ်မှတ်တမ်းတင်ခဲ့ရတဲ့တက္ကသိုလ်ပွဲလုံကြီးတော့လေစာမေးပွဲအမှားမှားယွန်းဖြစ်ပြီးစိတ်ကူးရင်ခဲ့တဲ့အင်တာဗျူးစင်ကိုမတက်လန်းနိုင်ခဲ့ဘူးဘဝရဲ့အရေးကြီးတဲ့အလှည့်ပြောင်းတိုင်းမှာကျွန်တော်ဟာအမြဲတမ်းချီချော်လက်ချော်ဖြစ်ခဲ့ရသူပါအဲ့ဒီတုန်းကသူတစ်ပါးတွေကျွန်တော်အကြောင်းပြောရင်အမြဲတမ်းရှိကနာမည်ပုတ်တစ်ခုတက်လေးရှိကြတယ်ရှမ်ပူယူရဲ့ငယ်တငယ်ချင်းကောင်လေးလားကျွန်တော်တို့ကငယ်တငယ်ချင်းတွေဖြစ်ပြီးတန်ရောစင်လည်းအရန်ကောင်းခဲ့ကြတာတကိုရဲ့အခြေအနေတွေကိုဖယ်ထားရင်မိသားစုနှစ်ခုလုံးကလည်းဘိုးဘွားဆင်ဆက်ခင်မင်လာကြတာမှုအဆင့်တန်းချင်းတူညီကြတယ်လို့ပြောလို့ရပါတယ်တက္ကသိုလ်ခွဲရတဲ့နှစ်မှာကျွန်တော်ဟာတားတူဖြစ်နေမှပေါ်သွားတဲ့အချိန်ထိပေါ့အဲ့ဒီတုန်းကကိုဝင်ဆောင်မိခင်နှစ်ယောက်တစ်ချိန်နဲ့မွေးဖွားခဲ့ပြီးနတ်ရဲ့အမကြောင့်ကလေးချင်းမသွားခဲ့တာပါအစ်စ်မှန်သားနဲ့ကျွန်တော်ရဲ့မိဘအရင်းတွေကတော့လွန်ခဲ့တဲ့ကားအက်ဆီဒင့်တစ်ခုမှာကွယ်လွတ်အန်သွားခဲ့ကြပြီးအဲ့ဒီအချိန်ကစပြီးကျွန်တော်ရဲ့ကဘာကြီးကစောက်ထုံးမှုမျိုးပြောင်းလဲသွားခဲ့တယ်မွေးမိခင်မွေးစားမိခင်ကတော့နေတိုင်းမျက်ရည်နဲ့မျက်ခွက်ဖြစ်နေခဲ့ပေမဲ့ကျွန်တော်ရဲ့အဆင့်တန်းကိုနှိမ့်ချမဆက်ဆံခဲ့ပဲအဖိုးတန်လက်ဆောင်တွေအများကြီးပေးခဲ့ပါတယ်ကျွန်တော်လည်းသူ့ကိုငွေဖြုံးတယ်လို့စုဖူးပေမဲ့ရှမ်ပီယူကတော့ကျွန်တော်ကိုဖတ်ထားပြီးသူ့ကောင်းကိုကျွန်တော်လည်းပင်ကြားတဲ့အက်ကပိုတီးပိုတက်လို့ရင်ပြောခဲ့ဘူးလေငါဂရုမစိုက်ဘူးဘသူကမင်းကိုဘာပြောရဲသေးလဲကြည့်ရသေးတာပေါ့ဒါပေမဲ့ဖခင်ဖြစ်သူဘက်ကဖိအားပေးလာပြီးကျွန်တော်နဲ့လမ်းခွဲဖို့အတင်းအကျပ်လုပ်လာတဲ့အထိပါပဲအဲ့ဒီကာလတွေမှာသူအမြဲတမ်းအလုပ်ရှုပ်နေခဲ့တဲ့မိသားစုရဲ့အစီအစဉ်တိုင်းကုမ္ပဏီထဲဝင်ခဲ့ပြီးမိသားစုဝင်တွေရဲ့အတိမတ်ပြုမှုကိုရဖို့နဲ့သူ့ရဲ့အိမ်တော်ရေးကိုကိုယ်တိုင်ဆုံးဖြတ်ပိုင်ခွင့်ရဖို့အတွက်အောင်မြင်မှုတစ်ခုခုရအောင်အပူတပြင်းစူးစမ်းနေခဲ့တာပါချိန်တွေ့တဲ့အချိန်နဲ့ငယ်မှာသူအမြဲနောက်ကျမှရောက်လာတတ်ပြီးမျက်နှာတစ်ခုလုံးပင်ပန်းနွမ်းနယ်မှုတွေပြည့်နေတတ်တဲ့သူအရန်ပင်ပန်းနေမှန်းကျွန်းတော်ရည်မိတာကြောင့်ထမင်းစားရင်သူ့ကိုပြောအောင်မျိုးစုံနဲ့ဆက်နောက်ပေးခဲ့တယ်ဒါပေမဲ့ကျွန်တော်အားခဲပြီးဟာတာတစ်ခုပြောပြီးမျက်လုံးမကြည့်လိုက်တဲ့အခါမှာတော့ရှမ်ပူယူကကျွန်တော်မျက်နှာချင်းဆိုင်မှာပင်ပန်းလုံးလို့အိပ်ပျော်သွားခဲ့ရှာပြီရှမ်ပူယူကပို့ပြီးအလုပ်ရှုပ်လာတယ်လို့ကျွန်တော်တို့ကြားကစကားပြောဖြစ်တာလဲနဲတစ်ထက်နဲလာခဲ့တဲ့ပွဲတစ်ခုမှာအကဲရဲ့အလောင်းခံရပြီးတဲ့နောက်ကျွန်တော်ဘယ်လိုမှအောက်မေ့မထားနိုင်တော့ပဲတန့်စင်ကန်နဲ့ပုံပြီးသူ့စီဖုန်းဆက်ခဲ့မိတယ်ဒါပေမဲ့ဖုန်းဝင်သွားတော့ကျွန်တော်စကားမဆရသေးခင်မှာပဲရှမ်ပူယူရဲ့ပင်ပန်းပေမဲ့နူးညံ့တဲ့အတန်လေးထွက်လာခဲ့တယ်တိုက်ဆိုင်လိုက်တာမင်းစီဖုန်းဆက်မလို့လုပ်နေတာငါတာဝန်ယူထားတဲ့ project ဒီနေ့ပဲစာချုပ်ချုပ်နိုင်ခဲ့ပြီးဒါငါကုမ္ပဏီရောက်ပြီးမှတာဝန်ယူရတဲ့ပထမဆုံး project ကြီးပဲဒီ project အတွက်ငါတလားလုံးအချိန်ပိုဆင်းခဲ့ရတာအဖေကလည်းရှာရှာပါပါချီးကျူးတယ်အမေတို့ဘက်ကလည်းနောက်ဆုံးတော့သဘောတူခွင့်ပြုပေးလိုက်ပြီးကျွန်တော်ဘာမှပြန်မပြောဘဲတိတ်နေတာကိုသတိထားမိသွားတော့သူချက်ချင်းစကားရက်သွားပြီးဘာဖြစ်လို့လဲတခုခုဖြစ်လို့လားလို့မေးတယ်ဘာမှမဖြစ်ပါဘူးကျွန်တော်တော်တော်လေးစူးစမ်းအားထုတ်ပြီးမှရင်ထဲကခံပြင်းဝမ်းနည်းမှုတွေကိုဖိနှိပ်ထားနိုင်ခဲ့တယ်ကျွန်တော်ဆက်ပြီးတောက်မခံနိုင်တော့ဘူးလို့ပြောချင်ခဲ့ပေမဲ့နှုတ်ကထွက်သွားတဲ့အခါမှာတော့လေတံကပုတ်ပုတ်ပပဖြစ်နေခဲ့တယ်ငါမှဘာကိစ္စရှိရမှာလဲမင်းကိုလွမ်းလို့ပါသူ့ကိုထပ်ပြီးစိတ်ကူအောင်ဘယ်လိုလုပ်ရပါမလဲသူကကျွန်တော်နဲ့အတူရှိနိုင်ဖို့အတွက်ဒီလောက်တောင်စူးစမ်းနေခဲ့တာပဲကျွန်တော်ကတော့ဘာမှမကူညီနိုင်ခဲ့ဘူးအဲ့ဒီနေ့နောက်ပိုင်းကျွန်တော်လူမှုရေးတွေအားလုံးကိုညှင်းပယ်ခဲ့တယ်နှစ်လတူတူတွင်းမှာတင်ကျွန်တော်ကို၄ချိန်10ပေါင်ကျော်ကျသွားခဲ့တယ်ရှမ်ပူယူကပုံမှန်မဟုတ်မှန်းနောက်ဆုံးတော့တည်သွားပြီးကျွန်တော်အိမ်ကိုပြေးလာကပြင်ပေါ်ကနေကျွန်တော်ကိုဆွဲထုတ်လိုက်တဲ့အချိန်မှာတော့သူကျွန်တော်ပခုံးကိုတင်းတင်းဆုပ်ကင်ထားခဲ့တယ်မင်းညစာစားပြီးပြီလားကျွန်တော်စဉ်းစားပြီးခေါင်းခါပြလိုက်တယ်မစားရသေးဘူးနေ့လယ်စာကောအဲ့ဒါလည်းမစားရသေးဘူးဒါဆိုမနေ့စာကောကျွန်တော်ထပ်ပြီးခေါင်းခါဖို့လုပ်နေတာကိုမြင်တော့သူ့မျက်နှာမဲမောင်သွားတယ်မင်းနောက်ဆုံးထမင်းစားခဲ့တာဘယ်တော့ကလဲကျွန်တော်တေချာပြန်စဉ်းစားကြည့်တယ်မနေ့ညကထင်တယ်နေ့လယ်ကလည်းဖြစ်နိုင်တယ်ကျွန်တော်တကယ်မမှတ်မိတော့ဘူးရှမ်ပူယူကကျွန်တော်ကိုတန့်စင်ကန်နဲ့ပွေ့ခေါ်သွားပြီးကိုယ်တိုင်မျက်နှာတစ်သွားတိုက်ပေးကထမင်းစားဖို့စောင့်ကြည့်နေခဲ့တယ်တေချာဝါစားဒီတိုင်းမျိုးမချနဲ့ဒါပေမဲ့ကျွန်တော်တကယ်ကိုပြင်ပန်းနေခဲ့ပါပြီထမင်းစားပြီးနောက်ကျွန်တော်ပြန်ပြီးနိုင်နေလာတယ်ရှမ်ပူယူကဒီတစ်ခါတော့မပြန်တော့ပဲကျွန်တော်ဘေးမှာအတူအိတ်တယ်တဝက်တစ်ပြက်အိမ်မက်မက်နေတယ်လို့အခြေအနေမျိုးမှာကျွန်တော်သူ့ရဲ့ရင်ခွင်ထဲရောက်နေပြီးနားထဲမှာတူတူလေးကပ်ပြတော့နေတဲ့အတန်ကိုကြားလိုက်ရတယ်ငါ့ကိုအချိန်နည်းနည်းလောက်ထပ်ပေးပါဦးမင်းအရင်ပြင်ပန်းနေပြီဆိုတာငါသိပါတယ်ငါ့ကိုနည်းနည်းလောက်ထပ်ဆောင်ပေးပါဦးနော်အဲ့ဒီနေ့ကစပြီးရှမ်ပူယူကကျွန်တော်အိမ်ကိုပြောင်းလာခဲ့တယ်နေတိုင်းအလုပ်မသွားခင်သူကျွန်တော်အတွက်မနက်စာနဲ့နေ့လယ်စာပြင်ဆင်ပေးခဲ့ပြီးအချိန်မှန်စားဖို့ကြီးကြပ်ပေးခဲ့တယ်နေတိုင်းအလုပ်ဆင်းရင်လည်းသူအမြန်ပြန်လာပြီးကျွန်တော်နဲ့အတူညစာစားကလက်လျှောက်ထွက်တာအားကစားလုပ်တာတွေအတူတူလုပ်ပေးခဲ့တယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်အခြေအနေကတိတိတတ်တာကောင်းမွန်လာခဲ့ပေမဲ့ရှမ်ပူယူကတော့ပိုပြီးပင်ပန်းနွမ်းနေလာခဲ့တယ်တခါကအစည်းအဝေးလုပ်နေတော့သူတွေးရင်းတကြားတက်ရောနေပြီးနေရာမှာတင်မိ
လဲသွားတဲ့အထိပါပဲကျွန်တော်ဆေးရုံကိုအပြေးလွှားရောက်သွားတဲ့အချိန်မှာရှမ်ပူယူရဲ့မိခင်ကရောက်နေပြီကျွန်တော်ရောက်လာတာကိုမြင်တော့သူမျက်မှောင်ကျုပ်လိုက်ပြီးကျွန်တော်လည်းအနေခက်ကဘာလို့ရမှန်းမသိပဲနေရမှာတင်ကြောင်ရက်နေမိရဲ့အန်တီနေကောင်းလားခင်ဗျာသူမိခင်ကဘာမှပြန်မပြောပဲကျွန်တော်စီကိုအချက်လက်စာရွက်စာတမ်းတချို့ကမ်းပေးတဲ့အထက်မှာသူသဘောကျထားတဲ့အိမ်အောင်ဖက်ရထားသူအချို့ရဲ့အကြောင်းအရာတွေဖြစ်ပါတယ်သူကကျွန်တော်ကိုငယ်ကလေးကတိရှူကြည့်ပြင်းလာစေခဲ့တာမို့စကားကိုတိုက်ရိုက်ကြီးရိုင်းရိုင်းဆိုင်ဆိုင်မပြောခဲ့ပါဘူးဒါပေမဲ့ကျွန်တော်သူ့အတိတ်ပဲကိုနားလေပါတယ်မင်းမှာဘာရှိလို့လဲကျွန်တော်မှာဘာမှမရှိတော့ဘူးလေရှမ်ပူယူနိုးလာမယ့်အချိန်ကိုစောင့်နေတဲ့အတော်တွင်းမှာကျွန်တော်အများကြီးတွေးမိခဲ့တယ်မွေးစားမိဘတွေကကျွန်တော်ကိုနှစ်ပေါင်းများစွာကျွေးမွေးဆောင်ရှောက်ခဲ့တာအခုတားရင်ဆုံးပါသွားတဲ့ကိစ္စကြောင့်ခဏတာလက်မခံနိုင်ဖြစ်နေကြပြီမဲ့ကျွန်တော်သာထွက်သွားရင်သူတို့ဝမ်းနေကြမလားရှမ်ပူယူကကျွန်တော်အတွက်ဒီလောက်တောင်စူးစမ်းပေးခဲ့တာကျွန်တော်ကအခုမှလမ်းခွဲစကားပြောရင်ကျေးဇူးကမ်းရကြမလားလမ်းခွဲစကားကိုဘယ်လိုစပြောရမလဲရှမ်ပူယူနိုးလာတဲ့အချိန်မှာကျွန်တော်အားလုံးကိုဆုံးဖြတ်ပြီးပါပြီရှမ်ပူယူမျက်လုံးပွင့်လာပြီးကျွန်တော်ကိုမြင်မြင်ချင်းပြုံးဖို့တောင်အချိန်မရလိုက်ခင်မှာပဲကျွန်တော်စကားဆက်လိုက်တယ်ရှမ်ပူယူငါတို့လမ်းခွဲရအောင်ရုတ်တရက်လူနာဆောင်တစ်ခုလုံးတိတ်ဆိတ်ချောက်ကပ်သွားခဲ့တယ်တော်တော်ကြာမှရှမ်ပူယူကခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းအပြုပြီးထားထိုင်လိုက်တယ်မင်းအခုဒီစကားကိုပြန်ရုပ်သိမ်းရင်ငါမကြားခဲ့ဘူးလို့သတ်မှတ်ပေးမယ်ကျွန်တော်ကောင်းခါလိုက်ပြီးမျက်နှာလွှဲကသူ့ကိုမကြည့်တော့ဘူးရှမ်ပူယူငါတို့လမ်းခွဲရအောင်တစ်ဖက်ကနေတော်တော်ကြာအောင်ပြန်ပြီးတိတ်ဆိတ်သွားပြန်တယ်ကျွန်တော်သူ့မျက်လုံးတွေကိုမကြည့်ရဘူးရှမ်ပူယူစီကဘာတော့ပြန်မှုမှမရတော့တာမို့ကရင်ကောင်းရင်နားကိုသွားပြီးသူ့အတွက်ရေတစ်ခွက်ငှက်ပေးလိုက်တယ်ပြီးနောက်ရေခွက်ကိုကရင်ဘေးမှာတင်ပြီးလှည့်ထွက်ဖို့ပြင်းတဲ့အချိန်မှာပဲသူကျွန်တော်လက်ကိုလှမ်းဆွဲလိုက်တယ်နောက်ကနေရှမ်ပူယူရဲ့အတန်ထွက်လာခဲ့တယ်ငါနဲ့အတူရှိရတာမင်းကိုဒီလောက်တောင်နာကျင်စေတာလားကျွန်တော်ဘာမှပြန်မပြောမိဘူးရှမ်ပူယူကောင်းပြန်မောလာတဲ့အချိန်မှာသူ့မျက်ဝန်းတွေနေရဲနေခဲ့ပြီးသူ့ရဲ့လေတံကတောင်းပန်တိုးရှိုးသလိုမျိုးဖြစ်နေခဲ့တယ်နောက်ထပ်နည်းနည်းလောက်ပဲတောက်ခံပေးလို့မရဘူးလားနောက်ထပ်နည်းနည်းလောက်ပဲတောက်ခံပေးပါဦးငါအတွက်ကြောင့်ပဲဖြစ်ဖြစ်နောက်ထပ်နည်းနည်းလောက်တောက်ခံပေးလို့မရဘူးလားရှမ်ပူယူကျွန်တော်တက်ပြင်းချလိုက်တယ်သူကျွန်တော်လက်ကိုတင်းတင်းဆုပ်ကင်ထားပြီးမြဲကျွန်တော်သူ့ကိုတွန်းထုတ်ဖို့ကတော့အရန်လွယ်ကူခဲ့ပါတယ်မင်းငါ့ကိုလှုပ်ပေးလိုက်ပါတော့ငါ့ကိုလှုပ်ပေးပါပြီးတော့မင်းကိုမင်းလည်းလှုပ်ပေးလိုက်ပါမိဘတွေပြီးနောက်ကျွန်တော်ရှမ်ပူယူကိုပါဆုံးရှုံးခဲ့ရပြန်တယ်လမ်းခွဲခါစားအချိန်တွေမှာရှမ်ပူယူကကျွန်တော်ကိုအမြဲစိတ်မချဖြစ်နေခဲ့တယ်ကျွန်တော်သဘောကျတဲ့ပစ္စည်းတွေမြင်ရင်အရင်တိုင်းဝယ်ပြီးလူလုတ်ကပို့ပေးတဲ့တုံးမဲ့ကျွန်တော်ကလှမ်းမင်းရင်လည်းသူကခေါင်းညစ်ပြီးအပေါ်ရံပဲဖြစ်တတ်တယ်တကယ်ချင်းအချင်းချင်းလက်ဆောင်ပေးလို့မရဘူးလားဒါမျိုးဆက်သွားလို့မဖြစ်ဘူးဆိုတာကျွန်တော်သိလိုက်တာကြောင့်တောင်ပေါ်ဒေတာပညာဒါနဆရာဖြစ်သွားရောက်ဖို့ရှောက်ထားခဲ့တယ်ရလက်အနေနဲ့အဲ့ဒီကိုရောက်ပြီးလားအနီးငယ်မာရင်ငလင်းနဲ့ကြုံရပြီးအသက်ပြောက်လူမိဘဖြစ်ခဲ့ရတယ်အဲ့ဒီငလင်းမှာလူအများကြီးတည်ဆုံးခဲ့ရပြီးအပျက်စီးတွေကြားထဲကနေမိဘဆွေမျိုးတွေဆုံးပါသွားပြီးတကိုယ်တည်းကြံရစ်ခဲ့တဲ့ဖန်ချန်ကိုကျွန်တော်ကောက်ရခဲ့တာသူကကျွန်တော်ထက်ရှင်းနေပြီးအုတ်ထင်းသူလိုအပ်နေတာမို့အသက်ရှင်ကြံရစ်ခဲ့တဲ့ကျွန်တော်ဟာဖန်ချန်ရဲ့အကိုအဖြစ်အထောက်ထားတွဲပြောင်းယူခဲ့တယ်အသက်29နှစ်ရောက်တဲ့နှစ်မှာတော့ကျွန်တော်ကင်ဆာဖြစ်ခဲ့ပြီးအချိန်သိမ့်မကျန်တော့ပါဘူးဒါပေမဲ့အခုတော့တယောက်ကကျွန်တော်ကိုသူမြင်မှုတမျှထဲမှာအကန့်ကောင်းဆုံးလူလို့လာပြောနေခဲ့ပြီးလူနာဆောင်ထဲမှာဖန်ချန်ကကျွန်တော်နှုတ်ကနေဒီအကြောင်းကိုကြားသိရပြီးနောက်ဝမ်းသာလုံးလို့မျက်ရည်ကျခဲ့တယ်ငါတို့မှာယောဂကုဖို့ပတ်စံရှိပြီပေါ့အေးပါတကယ်ကောင်းတာပဲငါကပတ်စံလိုနေတဲ့အချိန်မှာအချိန်ကိုက်ပဲတယောက်ကပတ်စံလာပေးတယ်လို့ဖြစ်သွားတာပဲဆေးရုံမှာ2ရက်လောက်နေပြီးနောက်ဆရာဝန်ကနောက်ဆုံးတော့ကျွန်တော်ကိုဆေးရုံကဆင်းခွင့်ပြုခဲ့တယ်ကျွန်တော်ပန်းဆိုင်ကိုပြန်လာပြီးအလုပ်တွေဆက်လုပ်ခဲ့တယ်ပန်းဆိုင်နဲ့ဆေးရုံကလမ်းတစ်ဖက်ပဲချတာမို့လူနာစီလာလေရင်ပန်းလာဝယ်ကြတဲ့သူတွေအများကြီးပဲဒီနေ့ဆိုင်ဖွင့်ခြင်းမှာပဲအော်ဒါကြီးတစ်ခုရခဲ့တယ်မှာထားတဲ့ပန်းတွေကအကုန်လုံးအဖိုးတန်ပြီးအကောင်းဆုံးတွေကြီးပဲပို့ဆောင်ခါကိုလည်းအများကြီးပေးထားတယ်တောင်းဆိုချက်ကတော့ဆေးရုံရဲ့ဘဲခန်းကိုပို့ပေးပါဆိုတာပဲကျွန်တော်ကြည့်လိုက်တော့ကျွန်တော်နေခဲ့တဲ့ဘေးကန်းဖြစ်နေခဲ့တဲ့ဘေးကန်းကကားအစီအစဉ်ကြောင့်ဒဏ်ရာရပြီးတက်နေတဲ့လူနာခန်းဖြစ်ပြီးအထက်ကလူရဲ့အဆင့်တန်းကတော်တော်မသေးဘူးလို့ထင်ရတဲ့ပန်းကိုတိတိကျကျထုတ်ပိုးပြီးနောက်ကျွန်တော်ဆေးရုံကိုအပြေးလွှားပန်းသွားပို့ခဲ့တယ်လူနာဆောင်တကားဝါကိုရောက်တော့အပြင်မှာတက်တော်ဆောင်2ယောက်ရက်နေတယ်သူတို့စစ်ဆေးပြီးနောက်ကျွန်တော်ကိုအထဲဝင်ခွင့်ပြုခဲ့တယ်တကားဖွင့်လိုက်တော့ပရင်ပေါ်ကလူကစဖက်နေတယ်တကားဖွင့်တန်ကြတော့သူကျွန်တော်ဘက်ကိုလှည့်ကြည့်လာတယ်အကြည့်ချင်းဆုံးပြီးသွားတယ်အဲ့ဒီစက္ကန့်ပိုင်းလေးမှာကျွန်တော်နေရာမှာထပ်ပြီးကြောင်းဝမ်းသွားခဲ့ပြန်တယ်ဒီနေရာမှာရှမ်ပူယူကိုတွေ့ရလိမ့်မယ်လို့ကျွန်တော်လုံးဝမထင်ထားခဲ့ဘူးဒါဟာ9နှစ်အကြာမှာကျွန်တော်နဲ့သူပထမဆုံးအကြိမ်ပြန်လည်ဆုံတွေ့ခြင်းပါပဲဒါပေမဲ့ရှမ်ပူယူကတော့ကျွန်တော်ကိုမမှတ်မိတယ်လို့မျိုးတစ်ချက်ပဲအေးအေးဆက်ဆက်ကြည့်ပြီးအကြည့်ကိုလွှဲသွားခဲ့တယ်လက်ထဲကစာအုပ်ကိုနောက်တစ်စာမျက်နှာထပ်လှန်လိုက်ရင်ပေါ့ပန်းကိုဟိုမှာပဲထားလိုက်ပါကျွန်တော်ကကြောင်အန်းနဲ့သူ့ကိုကြည့်နေလုံးမရှိသေးတာကိုမြင်တော့သူကျွန်တော်ကိုခေါင်းညစ်ပြပြီးပြုံးပြတယ်ပေါ့ကျေးဇူးပဲနော်ပင်ပန်းသွားပြီကျွန်တော်ခိတ္တမိန်မောသွားပြီးမှလှည့်ထွက်ကိုပြင်လိုက်တယ်အဲ့ဒီအချိန်မှာပဲရှမ်ပူယူစီလူနာမေးလာတဲ့သူတယောက်ရောက်လာခဲ့တယ်အနာကဖြတ်သွားတဲ့အချိန်မှာသူ့ရဲ့ရင်းရင်းနှီးနှီးမေးမြန်းတန်ကိုကြားလိုက်ရတယ်ဘယ်လိုလဲဒီနေ့နည်းနည်းတက်တာရဲ့လားရှမ်ပူယူကနောက်ဆုံးတော့လက်ထဲကစာအုပ်ကိုချလိုက်ပြီးမော်ကြီးကပြုံးပြတယ်မတက်တာပါဘူးအခုထိဘာမှပြန်မမှတ်မိသေးဘူးဒါဆိုနောက်2လနေရင်ကျင်းပမယ့်စစ်ဆက်ပွဲကိုဘယ်လိုလုပ်မလဲလှည့်ထွက်သွားတဲ့အတော်အတွင်းလူနာဆောင်တကားပိတ်သွားခဲ့ပြီးအထက်ကလူတွေဘာဆက်ပြောလဲဆိုတာကျွန်တော်မကြားရတော့ပါဘူးဒါပေမဲ့စိတ်ထဲမှာတော့တိတ်တဆိတ်တွေးမိနေတယ်တကယ်ကိုချုံမောခံရတဲ့ကောင်လေးပဲလူပြင်ပကဓာတ်ပုံတွေကတက်ပူကြည့်ကောင်းတယ်ဒါဆိုအဲ့ဒါကသူ့ရဲ့စစ်ဆက်ထားသူဒလိုသားလောင်းဖြစ်မှာပေါ့ဆေးရုံကနေထွက်လာတဲ့အချိန်မှာ nurse တွေစကားပြောနေတာကိုကြားခဲ့ရတယ်အခန်းလေးရ16ကလူနာကမိသားစုကအရန်ချမ်းသာတာတဲ့ကားအစီအစဉ်ဖြစ်ပြီးဒဏ်ရာရလို့ဆေးရုံတက်နေရတာအစီအစဉ်ဖြစ်တုန်းကခေါင်းကိုမတော်တဆထိခိုက်မိသွားပြီးအတိတ်မညံအချို့ဆုံးရှုံးသွားတာတဲ့ခဏတာတုံးလို့သွားပြီးနောက်ကျွန်တော်ငိုင်ကြသွားခဲ့မိတယ်ကျွန်တော်ကိုတက်တက်မဲ့တမင်လစ်လူရှုခဲ့တာမဟုတ်ပဲရှမ်ပူယူကကျွန်တော်ကိုတကယ်ကြီးမိသွားခဲ့တာကိုအဲ့ဒီနေ့နောက်ပိုင်းပန်းဆိုင်ရဲ့အလုပ်တွေကရုတ်တရက်ကြီးကောင်းမွန်လာခဲ့တယ်ကျွန်တော်တကယ်ပဲပြန်ကောင်းလာတာထင်ပါရဲ့စောင်းရင်စွန်းချိန် Winter Solstice အမိနေ့မှာအော်ရာကြီးတွေစက်တိုက်ရခဲ့တယ်အလုပ်တွေအကုန်ပြီးသွားတဲ့အချိန်ကျမှမှောက်နေပြီဆိုတာသတိထားမိတော့တယ်ဆိုင်ပိတ်ပြီးနောက်ကျွန်တော်ပိတ်မှုတစ်ခုသွားဝယ်ဖို့ဆုံးဖြတ်လိုက်တယ်ကျွန်တော်ရဲ့မွေးနေ့ကစောင်းရင်စွန်းချိန်မှာဖြစ်ပါတယ်ပိတ်မှုဆိုင်ကိုရောက်တော့သူတို့ဆိုင်ပိတ်ခံနေပြီးဆိုင်ဝန်ထမ်းကအားနာတဲ့မျက်နှာနဲ့ကြွအနောက်ကိုကြည့်ပြီးပြောတယ်စိတ်မကောင်းပါဘူးခင်ဗျာနောက်ဆုံးကြံတဲ့ပိတ်မှုကိုခုတင်တင်ပဲရောင်းလိုက်ရလို့ပါကျွန်တော်နည်းနည်းစိတ်ပြတ်သွားမိပေမဲ့ခေါင်းညစ်ပြလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်လှည့်ထွက်သွားတဲ့အချိန်မှာပဲအဲ့ဒီဝန်ထမ်းစီဖုန်းတစ်ခေါက်ဝင်လာပြီးကျွန်တော်ကိုအမြန်လန်းခေါ်တယ်ခဏလောက်စောင့်ပါဦးခင်ဗျာကျွန်တော်လှည့်ကြည့်လိုက်တော့အခုနာကကိတ်မုတ်ကြိုမှာထားတဲ့ဧည့်သည်ကဖုန်းဆက်လာလို့ပါအရေးကြီးကိစ္စရှိလို့ကိတ်မုတ်လာမယူနိုင်တော့ဘူးလေလူကြီးမင်းတကယ်ကိုကံကောင်းတာပဲဗျာဆိုင်ဝန်ထမ်းကကျွန်တော်ကိုပြုံးပြရင်